မင်္ဂလာပါဒါကတော့ရေခဲကြောင်းလုပ်ဖို့ပစ္စည်းလေးတွေပြပေးထားတာပါဒါကတော့တကြားပါဒီဘူးလေးကတော့စားထည့်ထားတာဖြစ်ပါတယ်ဒါကတော့ကြမ်းချိုးလို့ခေါ်တဲ့ပါဝါတကြားပေါ့နော်အဲ့လိုမျိုးဒီကသူကကြတော့သူကဘယ်လောက်ပဲထည့်ရလဲဆိုရင်ရေ1လီတာမှာသူက2 gram ပဲထည့်ရတယ်နော်ဒါကတော့အချင်းဖုံလို့ခေါ်တဲ့မှုံလေးပါသူကတော့အချင်းရတာပြီးရပေါ့နော်ဒါပြီးတော့ပြောင်းကုန်မှုံလိုပါတယ်မှုေးပြောင်းကုန်မှုံနော်လိုပါတယ်အရင်တော့ကတော့ဟိုပါပေါ့ရေခဲပွားစီဆိုပြီးတော့တက်တက်ဝယ်ရပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းရေခဲပွားစီဆိုပြီးတော့မဝယ်တော့ရေခဲပွားစီဆိုပြီးတော့လိုက်ရှာလိုက်လို့ရှိရင် custard powder ဆိုပြီးတော့တွေ့ရလေအဲ custard powder ကလည်းတကယ်တော့ဟိုရှာကြည့်လိုက်တော့ vanilla နဲ့ပါတဲ့ပြောင်းမှုံလေးပဲပေါ့နော်အဲ့တော့ခါကျတော့ပြောင်းကုန်မှုံပဲတုံးလိုက်တော့တယ်ပေါ့နော်အဲ့တော့ဒါကချင်းခွင်ကလေးပါဒါက scale လေးပေါ့နော်အဲ့ချင်းခွင်ကလေးကကျတော့ gram နဲ့ပြပြီးရပေါ့နော်အဲ့တော့ကျွန်မအများသောအားဖြင့် gram နဲ့ချိန်ပြီးတော့လုပ်တယ်ပေါ့အဲ့တော့ခါကျတော့ဟိုကိုရေခဲချောင်းကိုအိမ်မှာကိုလှုပ်စားတယ်ဆိုလို့ရှိရင်တော့ဒီလို gram ချိန်ဆက်ကလေးမလိုဘူးပေါ့နော်ကိုကြိုက်တဲ့အရာအတိုင်းကြိုပြီးတော့ခါကျတော့အေးခံပြီးတော့ရေခဲထုတ်တယ်ကိုထည့်လိုက်ရုံပဲပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ရောင်းမယ်လို့ပါလို့ဆိုလို့ရှိရင်တော့ပုံမှန်အရသာလေးပေါ့နော် stable ဖြစ်တဲ့အရသာလေးဖြစ်အောင်လို့အချိုးအစားလေးတွေကိုမှတ်ပြီးတော့ gram ချိန်ဆက်ကလေးနဲ့ချိန်ပြီးတော့ခါကျတော့လုပ်တာပိုကောင်းတယ်ပေါ့နော်အဲ့လိုကျွန်မလည်းရေခဲချောင်းလုပ်တာစီးပွားဖြစ်လုပ်နေရတော့မဟုတ်ဘူးပေါ့နော်အိမ်သားမှာရှိတဲ့ကလေးတွေကိုနွေရာသီမှာရေခဲချောင်းရောင်းနေပေါ့နော်သူတို့လည်းလာစားကြတယ်ပေါ့နော်ဒီလောက်ပဲအဲ့လိုကိုလည်းမဟုတ်ဘူးရတယ်ဆိုတာတော့ပဲလုပ်တာဆိုတော့လေအဲ့လောက်ကြီးကျယ်တော့မလုပ်ထားပါဘူးဖြောရည်စီကဲကြောင်းလုပ်ဖို့ဆိုလို့ရှိရင်ဒီလိုမျိုးဖြောရည်စီပလင်းလေးတွေဝယ်ရတယ်ပေါ့နော်ဒါကလီမော်ဖြောရည်စီပလင်းဝယ်ရတယ်နောက်ပြီးတော့အရောင်အတွက်လည်းဒီလိုမျိုးထိုင်းရလာတဲ့အရောင်မှုတ်ထုတ်ကလေးရှိရပေါ့နော်အဲ့ဒါမနစ်ကတော့200ပဲပေးရတယ်ဒီနှစ်တော့900ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတွေပါအဲ့ဒီမှုတ်ထုတ်ကလေးတွေသုံးလို့ရတယ်အဲ့တော့ဒါစပြီးတော့ချိန်မယ်ပေါ့နော်ချိန်မယ်ဆိုလို့ရှိရင်ဒါကဒီမှာ0ဖြစ်အောင်ပြောင်းလိုက်မယ်ဒါအခုကတော့ဒီစတီးကြရဲ့4ချိန်ပေါ့နော်အဲ့ဒါကို0ဖြစ်အောင်လုပ်လိုက်မယ်ဟုတ်ပြီနော်0ဖြစ်သွားပြီတော့ဒါတကြား200 gram ရေ3လီတာအတွက်အချိုးပါနော်တကြား200 gram ပြီးတော့ခါကျတော့စားနည်းနည်းထည့်မယ်ပေါ့နော်ခုပြန်ပြောင်းလိုက်မယ်အဲ့ဒါမှာစားတော့လေတိတိကျကျထည့်လို့ရအောင်စားတော့ဟိုလောက်ရှိတယ်9 gram 10 gram လောက်ထည့်ဒီမောင်းထားမယ်ဆိုတော့သူ့ကိုလည်း0ဖြစ်အောင်ပြန်ထားလိုက်မယ်ဒီဆိုလို့ရှိရင်ဒီလိုဇုံးလေးရှိရလေဒီလိုဇုံးလေးတွေမှာရှိတဲ့ gram ကလေ gram ချင်းကမမှန်ဘူးတိလားအလေးချိန်ဒီလိုမျိုး scale တော့မမှန်ဘူးပေါ့နော်သူကတစ်ဇုံးဆိုရင်1 gram ရှိရလို့သူကရေးထားပြီးမဲ့တကယ်တမ်းအဲ့လိုမဟုတ်ဘူးပေါ့နော်ပါဝင်တဲ့အမှုန့်ရဲ့အလေးချိန်သူ့ရဲ့သေးစားပုံမှာမူတည်ပြီးတော့သူကအလေးချိန်ရှိရပါတော့အလေးချိန်ချိန်တဲ့ချင်းကိုရင်းထဲမှာပဲသူ့ရဲ့အလေးချိန်ကမှန်မှာမဟုတ်ရင်မမှန်ဘူးပေါ့နော်သူ့ကိုလည်း9 gram လောက်ထည့်လိုက်မယ်ပေါ့နော်ဟုတ်9 gram ဖြစ်သွားပြီစပြီးလို့ရှိရင်ပါဝါတကြားပါတကြားကိုလည်းထည့်မယ်ဆိုရင်ဒါကို0ပြန်ချိန်လိုက်နော်0ပြန်ချိန်ပြီးတော့သူကတော့6 gram လောက်ပဲထည့်မယ်ပေါ့နော်ဒီထဲမှာပါလဲဆိုရင်တကြားရဲ့စားရဲ့အချင်းမုံရဲ့ပါဝါတကြားရဲ့ပါတယ်ပေါ့နော်ခုဒါကပြောင်းကုန်ပုံမှာထည့်ကြပါပေါ့နော်ပြောင်းကုန်ပုံအတွက်ပြောင်းကုန်ပုံကလည်း10 okay ပြောင်းကုန်ပုံ10 gram ထည့်ပါမယ်ဒါကရှင်ကြီး煮ထားတာပါဒီလေးက3လီတာခွဲ3လီတာကျော်လောက်ပေါ့နော်3လီတာကျော်လောက်煮ထားတယ်မစူးသေးပါဘူးဒါပြီးတော့ဒီကတော့ပြောင်းကုန်ပုံခုနကချိန်ထားတဲ့ပြောင်းကုန်ပုံ10 gram ပေါ့နော်အဲ10 gram ကိုရေအေးလေးနဲ့ပြောထားရပါတယ်ရေလေးနဲ့ပုံကိုပြောထားပါတယ်ဒါကတော့ထည့်ကြုံတယ်ခုနချိန်ထားတဲ့ဒီလေးပါအခုဒါရင်းလေးစုပြီးဆိုတော့ခုနကတကြားတို့စားတော့အရသာတွေပေါ့နော်အဲ့ဒါကြီးထည့်လိုက်ပြောပြီးထည့်လိုက်ပါမယ်အဲ့ဒါရေပြောသွားပြီဆိုလို့ရှိရင်နောက်ကရေအေးနဲ့ပြောထားတဲ့တောက်ပေါင်ပေါင်ကိုထည့်ရမှာဖြစ်ပါတယ်။အဲ့ဒီထည့်ပါမယ်။နောက်တောက်ပေါင်မို့ထည့်ပြီးတော့ရေကလည်းပြန်ပြီးတော့စပွက်လာပြီဆိုလို့ရှိရင်တော့ဒီရေခဲချောင်းကြိုထားတာလေးရေခဲချောင်းထုတ်ဖို့အတွက်ကြိုထားတာလေးကိုအေးခံမှာဖြစ်ပါတယ်။ဒီပိတ်လိုက်ပါတော့မယ်။သူကြိုပြီးတော့အေးခံပြီးတော့မှဖြောရည်စီထည့်တယ်။အဲ့ဒါပြီးတော့ခါကျတော့အရာမှုန်လေးထည့်ပါတယ်နော်။အခုအေးပြီဆိုတော့ခုဒါဒီဖြောရည်အစီပေါ့နော်လိမ္မော်ဖြောရည်အစီတစ်ခွက်ထည့်လိုက်ပါမယ်အောက်မှာကြည့်အောင်တော့မှွေပေးရပါမယ်ဆက်ပါအောင်မှွေပေးရမယ်ပေါ့နော်လိမ္မော်ရောင်ကာလာအမှုန့်ထုတ်ပေါ့နော်အဲဒီအမှုန့်ထုတ်လေးရှိတယ်အဲ့ဒါလေးကိုအဲ့လိုနည်းနည်းထည့်မယ်ပေါ့နော်ရေခဲကအမှုန့်လေးဟိုပါပေါ့နော်အရောင်ပုံလေးဟိုပေါ့နော်အရောင်လေးတက်အောင်ထည့်ပေးလိုက်အဲ့တော့ရေခဲသွားလို့ရှိရင်အဲ့အရောင်ကဖြော့သွားတယ်ပေါ့နော်အဲ့တော့အခုလိမ္မော်ရောင်အမှုန့်လေးနည်းနည်းထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ရင်လည်းဒါရောင်တက်ပြီးရောင်တက်ပြီးမော်ရောင်ကြည့်ပဲဆိုရင်ရောင်တက်လို့ကျမကအနီရောင်မှာရောပြီးတော့ထည့်ပါတယ်။ဒါကြောင့်မှသူကဟိုဘောနော်ဒီထဲခဲသွားတဲ့ခါကျရင်ရောင်တက်လာပါတော့။ခုနီသွားရအောင်ဒီနီများသွားရအောင်ဒီထုံးစံလို့ရောတဲ့ရောင်ဖြစ်သွားနော်ခုတော့ကြည့်အောင်မယ်ခွက်ထဲကိုချိန်ပြီးတော့
ဟောခွက်ထဲမှာတော့လိမ္မော်ရောင်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်လိမ္မော်ရောင်ဖြစ်ပါပြီဒီ3 liter ဆိုတော့အနည်းဆုံးအထုပ်30ရပါတယ်အများဆုံး34ထုပ်လောက်တော့ရတယ်ပေါ့နော်ဒီမှာရေခဲချောင်းစလုပ်တာကမိနစ်ကနေရာကြီးကစလုပ်တာပေါ့နော်မိနစ်ကနေရာကြီးကအင်ဂျာကလေးတွေကအရှိမလာကစားကြတော့လေအဲ့ဒါနဲ့အရှိမကလာကစားတော့သူတို့ပေါ့လေရရင်ကောင်းလဲဆိုတော့အဲ့ဒါနဲ့ရေခဲချောင်းတင်တန်းကို online ကနေတက်ပြီးတော့ဒီမှာရေခဲချောင်းလုပ်ပြီးတော့ရောင်းနေပေါ့နော်အဲ့တော့အင်ဂျာကလေးက600ဆိုတော့သူတို့လည်းလာဝယ်ကြတယ်ပေါ့လေလာဝယ်စားကြတယ်အဲ့တော့ဟိုကျွန်တော်ကတော့ပေါ့နော်ဒီကကြောင်းကဒီကကြောင်းတင်နေမှာတော့သူကဆီယမကတော့တကြားနဲ့ပဲတင်ပြရပါတော့။ဒါပေမဲ့တကယ်တမ်းတကြားစစ်စစ်နဲ့ကြီးပဲလုပ်တဲ့ခါကျရင်ရေခဲကြောင်းကလေဘလို့အရသာမထိမိဘူးပေါ့နော်။သူတို့စားနေကြရေခဲကြောင်းနဲ့မတူတော့ခါကျအဲ့ခါမှာကျမအဲ့လိုစာရီရှာဖတ်ပြီးတော့ခါကျတော့ကြံချိုမုံလေးထည့်ရတယ်ပေါ့နော်။ပါဝါတကြားလို့ခေါ်တဲ့ကြံချိုမုံလေးထည့်ရတယ်ဆိုတာကိုသိပြီးတော့ဒီလိုမျိုးကြံချိုမုံလေးနဲ့formula နည်းနည်းပြောင်းလိုက်တယ်ပေါ့နော်။ဆီယမတင်တဲ့ formula နည်းနည်းပြောင်းပြီးတော့အခုဒီလိုပုံစံမျိုးလေးဒီလိုရတာကလေးတွေကြိုက်တဲ့ရတာအတိုင်းကိုပြပြချင်းပြင်ယူလာပါတော့ပြင်ပြီးတော့ဒီလိုရတာလည်းရလာပါပြီဒါကျမကအခုကတော့စီဝါကြီးလောက်တာမဟုတ်ပါဘူးအင်္ဂါကလေးတွေကိုအပျော်ရောင်းတာပေါ့နော်အပျော်ရောင်းတာကျမလည်းသူတို့ပြန်ရောင်းရတဲ့အမြတ်ငွေတွေကျမမဟုတ်ဝယ်စားတာပေါ့နော်အဲ့ဒါကြောင့်မို့မြက်တယ်ပေါ့လေမြက်တယ်ဆိုတာအင်္ဂါရှိရေခဲတတာလေးနဲ့ပဲလောက်တာဆိုတော့သူတို့လည်းဂျမ်းနဲ့လာဝယ်စားကြတယ်အင်းရှိမှာခေါင်းလုံးလေးထားထားရဆိုတော့ခေါင်းလုံးလေးကိုတီးပြီးတော့လာဝယ်စားကြတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကျမကဒါခုထိလုတ်ဖြစ်နေရပါတော့သူကမိုးရင်းလဲလာစားကြတယ်စောင်းရင်းလဲလာစားကြတယ်အဲ့ဒါကြောင့်မို့မပြတ်ဘူးပေါ့နော်အဲ့လိုမျိုးလုတ်ဖြစ်သွားတာကဲတတာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye see you